နီယောင်ချယ်ရီသီးလေးတွေနဲ့မွေးနေ့ကိတ်လေးကိုအလှဆင်နေရပါရှင်မင်္ဂလာပါရှင် Hello Foodie မွေးနေ့ကိတ်မန္တလေးမြို့ပါဖြူရောင်ရှစ်လက်မမွေးနေ့ကိတ်လေးပေါ်မှာအနီရောင်ချယ်ရီသီးလေးတွေနဲ့အလှဆင်မယ်ရှင်အစအဆုံးဗီဒီယိုလေးမို့လို့ဗီဒီယိုက2မိနစ်ကျော်ပါတယ်နော်အနီရောင်တောက်ကာလာလေးရဖို့အတွက်အနီရောင်ကာလာအမှုန့်လေးရယ် Red ဆိုတဲ့ unicorn ကကာလာလေးရယ်ရောဆက်ပြီးအသုံးပြုထားတာဖြစ်ပါတယ်ရှင်ရောဆက်ပြီးအသုံးပြုပုံပြုလုပ်ပုံအဆင့်ဆင့်ကို Hello Foodie ရဲ့ profile ရဲ့အောက်မှာရှိတဲ့ playlist တွေထဲမှာကာလာဆိုတဲ့ playlist ထဲမှာအနီရောင်တောက်ဖြော်ဆက်အသုံးပြုပုံရောအနက်ရောင်တောက်ဖြော်ဆက်အသုံးပြုပုံမှာအသေးစိတ်တင်ထားတဲ့ဗီဒီယိုလေးတွေရှိပါတယ်နော်မွေးနေ့ကိတ် cake decorator တွေအမေးများဆုံးကာလာဖြစ်တာကတော့အနက်ရောင်နဲ့အနီရောင်ပေါ့နော်အနက်ရောင်နဲ့အနီရောင်လေးတွေကတခြားကာလာတွေထက်အရောင်ပိုတောက်တယ်ဒါမို့လို့ဖုကာလာပမာဏကိုလည်းများများသုံးရတယ်များများသုံးရတဲ့အတွက်ကြောင့်မို့လို့လက်လေးတွေမှာအရောင်ပေးတဲ့စွမ်းတက်တဲ့တချို့ဆိုရင်အရသာလေးတွေအနှဲငယ်ပြောင်းလဲတာပြုံးလေးတွေဖြစ်တတ်တဲ့ဒီအချက်လက်လေးတွေကို customer လေးတွေကိုကြိုပြောထားတဲ့ Hello Foodie ကမန္တလေးရဖြစ်တာမို့လို့မန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်ကိတ်လေးလိုအပ်တယ်ဆိုရင် profile မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမှာယူလို့ရပါတယ်ရှင်မွေးနေ့ကိတ်လေးတွေကနဲ့အဝေးပို့ဖို့ကြတော့အခက်အခဲရှိပါတယ်ကိတ်လေးတွေရဲ့ cream လေးတွေက ice cream လိုမျိုးဖြစ်တာကြောင့်မို့လို့ပျော်တက်ပြဲတတ်တယ်ဒါမို့လို့အဝေးတည်ယူမယ်ဆိုရင်ရေခဲပုံးနေနဲ့ပို့ရတာမျိုးမထိခိုက်မပျက်စီးအောင်တာဝန်ယူပြီးပို့ပေးရတာမျိုးလေးတွေရှိတာမို့လို့မြို့ရင်းမဲ့မန္တလေးမြို့ရင်းမဲ့ Hello Foodie တို့ကပို့ပေးပါတယ်နော်365ရက်တစ်နှစ်မှတစ်ရက်ပဲရှိတဲ့မွေးနေ့လေးအတွက်ကိတ်ဒီဇိုင်းလာအရသာကောင်းကောင်းလေးလိုချင်နေဆိုရင်ကိုစိတ်ကြိုက်ဒီဇိုင်းလေးရဖို့အတွက်တစ်ရက်တည်းမှမဟုတ်2ရက်ကြိုတင်မှယူမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်နော် Hello Foodie မွေးနေ့ကိတ်မုန်က home bakery လေးဖြစ်တာမို့လို့စိုက်မဖွင့်ထားပါဘူးရှင်ပြုလုပ်ပြီးသားကိတ် ready made လည်းမရှိပါဘူးเนาะမာယူတူမာလာပေးတဲ့ပုံစံအတိုင်းကိုပဲအော်ဒါကြိုလက်ခံပြီးမှပဲပြုလုပ်ပေးတာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်မန္တလေးမြို့မှာရှိတဲ့မွေးနေ့ရှင်လေးအတွက်ကိတ်လေးလိုအပ်ရင်မလို့ရပါ